အမကြီးကျွန်တော်တို့နိုင်ငံကပြည်သူတွေကကျွန်တော်အပေါ်စိတ်ချမ်းသာကြရဲ့လားဆိုတာပြောပြပါအောင်အရှင်မင်းကြီးအဲ့ဒါကတော့အမကြီးဘာလို့ထီတော့တောင်တုံလို့နေရတာလဲပွင့်ပွင့်လင်းလင်းသာပြောစမ်းပါအရှင်မင်းကြီးကျွန်တော်စကားကြောင့်အရင်ဆုံးတောင်းပန်ပါရစေရက်ပူရီရဲ့ပြည်သူတွေကအရှင်မင်းကြီးအပေါ်စိတ်တိုင်းကျနေကြမယ်လို့ကျွန်တော်မထင်ပါဘူးအမကြီးခမည်းဘာဒီပြောနေရလဲတကယ်လို့ခမည်းပြောတာသာမဟုတ်မမှန်ဘူးဆိုရင်တေတံပေးရလိမ့်မယ်အရှင်မင်းကြီးပြည်သူတွေရဲ့စိတ်ထဲမှာဘာရှိလဲဆိုလာသိချင်ရင်တော့ရုပ်ဖြတ်ပြီးတိုင်းခန့်လက်လဲကြည့်မှာပဲရပါလိမ့်မယ်အဲ့ဒီကြမှာဒီနိုင်ငံကပြည်သူတွေဘလောက်ထိပြောနေလဲဆိုလာသိရမှာပါနောက်တနေ့မနက်မှာတော့ဘရင်ကြီးနဲ့အမတ်ကြီးတို့ဟာရုပ်ဖြတ်ပြီးမြို့ထဲကိုထွက်လာခဲ့ကြပါတယ်မောင်ရင်ငါတို့ကဒီနိုင်ငံကိုအတိတ်ရောက်လာတာပါဒီနိုင်ငံအကြောင်းဘာမှမသိသေးလို့ဒီကဘရင်ကဘလို့မျိုးလဲဆိုလာပြောပြပေးပါလားစိတ်မရှိပါနဲ့ဒါပေမဲ့ခင်ဗျားတို့ကဒီနိုင်ငံအကြောင်းဘာလို့သိချင်နေရတာလဲဘာလို့လဲဆိုတော့ငါတို့ကဒီမှာအိမ်ဆောက်ပြီးအခြေချခြင်းလို့ပါဒီကဘရင်ယက်ရှ်ကအရန်သဘောကောင်းပြီးတော်တယ်လို့ကြားဘူးတယ်သူ့ဖီသူတွေကိုလည်းသားသမီးလိုစောင့်ရှောက်တယ်ဆိုလားဟုတ်သလားတောင်းပန်ပါတယ်တယောက်ယောက်ကခမည်းတော်ကိုလင်ပြောလိုက်တာနေမှာပါဒီကဘရင်ကတော့ကဘာပေါ်မှာအညံ့ချင်းဆုံးလူမိုက်ဘရင်ကြီးဗျကိုမီဖူရားကိုတောင်ကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့လူကဖီသူတွေကိုဘယ်လိုလုံးစောင့်ရှောက်နိုင်မှာလဲဒါတွေကိုကြားတော့ဘရင်ကြီးကတော်တော်လေးဒေါသထွက်သွားပါတယ်ဒါပေမဲ့ဖီသူတွေရဲ့အမြင်ကိုသိဖို့လိုအပ်တာကြောင့်စိတ်ကိုထိန်းထားလိုက်ရပါတယ်မောင်ရင်ဘရင်ကမီဖူရားကိုမစောင့်ရှောက်ဘူးဆိုတာဘာတူပြောတာလဲဘာကိုအခြေခံပြီးပြောနေတာလဲဘယ်သူမှပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရွာသားတွေကိုယ်တိုင်မြင်နေရတာပါညာဘက်ဆိုရင်မင်းသားတစ်ပါးကမိဖုရားဆုရုချီစီကိုလာတွေ့နေတာကိုမိဖုရားကိုတောင်မထိန်နိုင်တဲ့ဘရင်ကကျွန်တော်တို့ကိုစောင့်ရှောက်ဖို့ဆိုတာမျှော်လင့်ချက်တောင်မထားတော့ပါဘူးကျေးဇူးပါပဲမောင်ရင်ငါတို့ဒီနိုင်ငံမှာအချိန်မချတော့ပါဘူးအဲ့ဒီလိုပြောပြီးဘရင်ကြီးနဲ့အမတ်ကြီးတို့ဟာနန်းတော်ကိုပြန်လာခဲ့ကြပါတယ်အမတ်ကြီးဒီနေ့မှပဲနန်းတော်ထဲမှာဘာတွေဖြစ်နေလဲဆိုတာသိလိုက်ရတော့တယ်ကိုတောင်ရွံ့စရာကောင်းတာပြီအရှင်မင်းကြီးလူငယ်တယောက်ရဲ့စကားကိုနားထောင်ပြီးဒီလောက်ထိစိတ်မပြတ်ပါနဲ့ဦးအရင်ဆုံးမိဖုရားဆုရုချီစီကိုတွားပြီးမေးကြည့်ပါဦးအဲ့ဒီကြမှာဘလောက်ထိမှန်နေမှားတယ်ဆိုတာသိရမှာပါဘရင်ကြီးလည်းမိဖုရားဆုရုချီစီကိုတွားလိုက်ပါတယ်ရောက်လာပြီလားလာပါကျမအရှင်မင်းကြီးတက်တည်ရည်လေးဖြော်ပေးမိလေမနိုးပါဘူးမိဖုရားဒီနေ့တည်ရည်မတောင်းတော့ဘူးကိုရောနေလို့တိတ်မကောင်းလို့ပါကျမထင်တာတော့အရှင်မင်းကြီးကကျမကိုမချစ်တော့ဘူးထင်ပါတယ်။ဒါကြောင့်ကျမလက်နဲ့ဖြော်ပေးတဲ့တေးရီကိုတောင်မတောက်ချင်တော့တာပေါ့။မဟုတ်ပါဘူးမိဖုရားရေအဲ့ဒီလိုမဟုတ်ပါဘူး။ကဲသွားဖြော်ပြီးယူလာခဲ့ပါတော့။အဲ့ဒီလိုပြောလိုက်တာနဲ့မိဖုရားစုရုချီကချက်ချင်းပဲတေးရီဖြော်ပြီးယူလာပေးပါတယ်။ဘရင်ကြီးကလည်းအဲ့ဒီတေးရီကိုချစ်တဲ့စိတ်နဲ့တောက်လိုက်ရပါတယ်။ကဲမိဖုရားကိုရောအိတ်ချင်လာပြီ။အဲ့ဒီလိုပြောပြီးဘရင်ကြီးဟာကိုတင်ပေါ်သွားလိုက်ပါတယ်။အရှင်မင်းကြီးဘာဒီများသိခဲ့ရလဲမသိရသေးဘူးမကြီးမိဖုရားကဒီလိုလုပ်မယ်လို့ကျွန်တော်မယုံနိုင်သေးဘူးအဲ့ဒီလူငယ်ကိုအခုချက်ချင်းကျွန်တော်ရှိကိုခေါ်လာခဲ့ပါဒါကကျွန်တော်ရဲ့အမိန့်ပဲခဏအကြာမှတော့အမတ်ကြီးကအဲ့ဒီလူငယ်ကိုဘရင်ကြီးရှိခေါ်လာပေးပါတယ်မောင်ရင်မင်းကမိဖုရားစုရုချီအကြောင်းမဟုတ်မမှန်နေရှောက်ဖြောနေတယ်လို့ကြားတယ်ဒါဟာတည်တံထိပစ်တန်ကြားနိုင်တယ်ဆိုတာမင်းမသိဘူးလားအရှင်မင်းကြီးကျွန်တော်လိမ်မပြောပါဘူးမနီးညကလည်းအဲ့ဒီမင်းသားကနမ်တော်ဘတ်ကိုသွားနေတာကျွန်တော်ကိုယ်တိုင်မြင်ဖြစ်တာပါမောင်ရင်မင်းကတီမာကိုမကြောက်လို့ဒီလိုစော်ကားတဲ့စကားတွေပြောနေတာလားအရှင်မင်းကြီးအမှန်တရားပြောတဲ့သူတွေကတီမာကိုမကြောက်ကြပါဘူးအရှင်မင်းကြီးကမိဖုရားကိုအယမ်းချစ်နေလို့ကျွန်တော်စကားတွေကအလင်းညာလို့ထင်နေတာပါကောင်းပြီမင်းသွားတော့ငါဒီအကြောင်းကိုစုံစမ်းစစ်ဆေးအောင်မယ်တကယ်လို့မင်းပြောတာသာမှားခင်ရင်တော့မင်းကိုကြိုးပေးတရလိမ့်မယ်ဟုတ်ကဲ့ပါအရှင်မင်းကြီးကျွန်တော်သဘောတူပါတယ်အဲ့ဒီလိုပြောပြီးလူငယ်လေးထွက်သွားတဲ့အခါဘရင်ကြီးဟာအယမ်းကိုစိတ်ညစ်သွားပါတယ်အရှင်မင်းကြီးစိတ်မပူပါနဲ့ကျွန်တော်ကိုတစ်ခုလောက်ဖြိုးပြပါအောင်ညဘက်အိတ်ဆောင်ထိပ်ရောက်တဲ့အခါမိဖုရားစီမှာထွေးချတဲ့အပြောင်းလဲလေးတွေ့ရလားအမကြီးမိဖုရားကကျွန်တော်ကိုအယမ်းချစ်တာပါညတိုင်းကျွန်တော်ကိုတည်ရည်ဖြော်ပြီးတိုက်လိရှိပါတယ်ဘာပြောလိုက်တယ်တည်ရည်လားအရှင်မင်းကြီးစိတ်မရှိပါနဲ့ကျွန်တော်တခုလောက်ပြောချင်ပါတယ်
မိဖုရားကအရှင်မင်းကြီးကိုတေးရီထဲမှာတခုခုရောပြီးတိုက်နေတာထိရမယ်အရှင်မင်းကြီးနှစ်ချိတ်ချိတ်အိပ်ဖြော်တော့အောင်ညတိုင်းတိုက်နေတာနေမှာပါအမကြီးပြောတာလည်းဖြစ်နိုင်တယ်တေးရီတောက်လိုက်တာနဲ့တခုလုံးအိပ်ချင်စိတ်တွေကြီးစိုးသွားတယ်လို့ခန်းစားရတာအမကြီးပြောတာမှန်နိုင်ပါတယ်အခုကျွန်တော်ဗာဆက်လုပ်ရမလဲအရှင်မင်းကြီးကျွန်တော်မှာအစီအစဉ်တစ်ခုရှိပါတယ်ဒီတစ်ခါမိဖုရားကတေးရီလာဖေးရင်မတောက်ပါနဲ့တောက်ချင်ရောင်ပဲဆောင်းလိုက်ပါမိဖုရားကတော့အရှင်မင်းကြီးတောက်လိုက်ပြီလို့ထင်သွားပါလိမ့်မယ်ဖယင်ကြီးလည်းအိတ်ဆောင်ထဲကိုပြန်ဝင်လာပါတယ်ဒီနေ့အရှင်မင်းကြီးအရန်ပင်ဖန်နေပုံရတယ်နော်ခဏဆောင်ပါကျမတေးရီအစ်စ်လေးဖြော်ပေးပါမယ်မိဖုရားဆွေကြီးကတေးရီဖြော်ပြီးယူလာပေးတဲ့အခါဖယင်ကြီးကအမကြီးရဲ့စကားကိုတတိယလိုက်ပါတယ်တေးရီခွက်ကိုပါဆက်နားကပ်လိုက်ပြီးကျန်းဖြင်ပေါ်ကိုအကုန်တွန်းချလိုက်ပါတယ်မိဖုရားကတော့ဖယင်ကြီးတောက်လိုက်ပြီးလို့ပဲထင်သွားတာပေါ့ဖယင်ကြီးကအိပ်ပျော်ချင်းယုံဆောင်နေရင်နဲ့မိဖုရားအပြင်ထွက်သွားတာကိုခိုးကြည့်ပြီးနောက်ကနေလိုက်သွားပါတယ်လာပါမိဖုရားရေလာပါဖယင်ကြီးကိုတေးရီထဲမှာအိတ်ဆေးတွေထည့်ပြီးညတိုင်းကျွန်တော်စီကိုလာနေလာပဲအဲ့ဒီဖယင်ယေရှ်ကိုအစိတ်ကျွေးပြီးဖိုင်တော့တတ်မှလဲချလာတာပြောပြပါတော့အဲ့ဒီကြမှာကျွန်တော်ကဒီနိုင်ငံရဲ့ဖယင်ဖြစ်ပြီးမင်းကကျွန်တော်ရဲ့မိဖုရားဖြစ်လာမှာလေမင်းသားတာရုံအခုကအစိတ်ကျွေးဖို့အချင်းကောင်းမဟုတ်သေးဘူးအခွင့်ရေးရတာနဲ့အိတ်ဆေးနဲ့အတူအစိတ်ကိုပါရောတိုက်လိုက်ပါမယ်ဒါတွေကိုဖယင်ကြီးကအပြင်ကနေအကုန်ကြားနေရပါတယ်အဲ့ဒီလူငယ်လေးပြောတာမှန်နေတာပဲငါရမိုက်မင်းမှုကြောင့်မိဖုရားကိုမျက်စိမိတ်ပြီးယုံကြည်ခဲမိတယ်မိဖုရားပြန်မလာခင်အိတ်ဆောင်ကိုအမြန်ပြန်မှဖြစ်မယ်ဖယင်ကြီးလည်းအမြန်ပြန်လာခဲ့ပါလေနောက်တနေ့မနေ့မှာတော့မင်းသားတာရွန်ကိုဖမ်းဆီးဖို့နဲ့မိဖုရားစုရုချီကိုနီလာကန်ကိုခေါ်လာဖို့အမိန့်ပေးလိုက်ပါတယ်မိဖုရားစုရုချီကိုတော်ကမင်းကိုအယမ်းချစ်ခဲ့တာပါဒါပေမဲ့မင်းကတော့ကိုတော်အပေါ်သစ္စာဖောက်ပြီးအစိတ်ကျွေးတတ်ဖို့အထီးကြံစီခဲ့တယ်မင်းကိုဒီနိုင်ငံကနေအပြီးအပိုင်နဲ့ထုတ်လိုက်ပြီစစ်တီတော်တို့ဒီရုံမာတဲ့လူကိုခေါ်သွားကြတေချင်းတရားကဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာသိတော့အောင်ထောင်ထဲမှာအချင်းချလိုက်မိဖုရားလည်းနိုင်ငံကနေထွက်သွားရပြီးမင်းသားလည်းထောင်ထဲရောက်သွားပါတော့တယ်မောင်ရင်မင်းကဖယင်တယောက်ရဲ့ရှိမှာအမှန်တရားကိုရဲရဲဝံ့ဝံ့ပြောရတဲ့တတိရှိတယ်မင်းရဲ့အရေးချင်းနဲ့တမဏိလိုစိတ်သက်ကိုကချီးကျူးပါတယ်အမေကြီးဒီလူငယ်ကိုရွှေငွေရတနာတွေအများကြီးဆုချလိုက်ပါဒီဖြစ်ရကြောင်းဖယင်ကြီးလည်းဘသူ့ကိုမစိုးမိမိလူတစ်ဖြစ်ဒူးစိမ့်ဖြစ်မျက်စိမိတ်ပြီးမယုံကြည်သိမ့်ဘူးဆိုတာကိုသင်ခန်းစာရသွားပါတော့တယ်ဒီဇလန်လေးကိုချိန်နေတဲ့ဆိုရင် like and subscribe လေးနှိပ်ပေးသွားကြပါဦးနော်